ရောက်တော့လေတက်ပြီးကျေးဇူးတော်ကြောင့်တကယ်နိုင်ငံကြီးကိုရောက်ရတယ်ရောက်ရတဲ့ကြောင့်ဘုရားသခင်ကျေးဇူးတော်ချီးမွမ်းလို့ဒီမှာလည်းတွေ့ရတဲ့ကျွန်တော်တို့တိုင်းရင်းသားညီကိုမမများယုံကြည်သူများနဲ့တွေ့ရတာလုံးဝဝမ်းသာပါတယ်ကျွန်တော်အခုနှစ်ပတ်ပေါ့နော်ပထမပတ်ကိုတော်နေကလည်း KCBC ပေါ့ KCBC church ကိုရောက်တယ်အခုလည်းကချင် Bible church ကိုရောက်တဲ့အခါမှာအခုလုံးကကျွန်တော်တို့ကချင်တိုင်းရင်းသားများနဲ့တွေ့ရတာလုံးဝဝမ်းသာပါတယ်ကျွန်တော်ကတော့ဟိုဒီနေ့ခုနကျွန်တော်တို့ရဲ့လူပေါ်ဆောင်မဲ့ဆရာနဲ့ကျွန်တော်ပြောတယ်ဒီမှာပေါ်အပေးစကားပြောပေးဖို့ဆိုပြီးတော့ဟောဖြစ် program မှာထည့်ထားတယ်ပြောပါတယ်ဒီစင်ကတော့ပထမတော့ကျွန်တော်တို့ကဆရာတရားဟောမယ်ကျွန်တော်ကတော့ဟိုပေါ်တစ်ခုခုပေါ့သူတောင်းမယ်ဆိုပြီးတော့အဲ့လိုမျိုးစီစဉ်လိုက်မယ်လေဒီမှာခွင့်ခါပေးတဲ့အခါမှာပြောခွင့်ရတဲ့အတွက်ကျေးဇူးတင်ကြောင်းပေါ်ပြလိုပါတယ်။မနေ့ကဆရာကျွန်တော်တို့ရဲ့ MBC တာဝန်ခံပေါ့ဒီကတော့ဆရာရန်ဆိုင်ကဒီဂျပန်နိုင်ငံမှာရောက်ရှိနေတယ်တဲ့ကျွန်တော်တို့ယုံကြည်သူများကိုဘယ်လိုခွန်အားပေးရမလဲမသိဘူးတဲ့ဟုတ်တယ်ကျွန်တော်သေချာပြန်စဉ်းစားတဲ့အခါကျတော့လေမှန်တယ်ဟိုပေါ့နော်ဒီမှာရောက်ရှိနေတဲ့လူတွေကလိုပဲဖြစ်ဖြစ်ကျွန်တော်အမြင်ပေါ့နော်ကျွန်တော်တို့ရဲ့အမြင်ကတော့ကျွန်တော်တို့အများကြီးဟိုပေါ့တာတယ်ပေါ့နော်အများကြီးတာတယ်ဆိုတဲ့လူတွေအများကြီးပဲတော့ကျွန်တော်တို့တော်တယ်လို့ကျွန်တော်မြင်တယ်ပေါ့နော်အဲ့တော့ခါကျတော့ကျွန်တော်တို့ခွန်အားပေးဖို့ရန်အတွက်ကတော်တော်ကိုစဉ်းစားယူရပါတယ်ဟိုပေါ့ဟိုကွာဒီမှာတင်ယူနေရတဲ့အခြေအနေမျိုးပေါ့နော်ဒီမှာတွေ့တဲ့စုံတဲ့အရာတွေကျွန်တော်တို့မမြင်ဘူးတဲ့အရာတွေဟိုဆရာတို့ဆရာမတို့ကဒီကုမ္ပဏီတွေကချူတင်ပြီးတော့တွေ့မြင်သိရှိထားကြတဲ့အခါမှာကျွန်တော်တို့ကပြန်ပြီးတော့တင်ယူရမှာဒါပေမဲ့လည်းကျွန်တော်တို့ကအခုကခွန်အားပေးရမှာဖြစ်တဲ့အခါမှာကျတော့ကျွန်တော်တို့လူမျိုးပေါ့နော်ခွန်အားပေးဖို့ရန်တော်တော်လေးဟိုစဉ်းစားပါအခုကတင်တော့ကြီးတန်းနဲ့ပထမစကားပြောတဲ့အခါမှာကျတော့ဒီတင်းတော်ကဖြစ်လာတဲ့ဆက်ပြောစီဒီတင်းတော်ကိုတိဆောက်လာတာပေါ့နော်တိဆောက်လာတာကတော့တိတ်ပြီးတော့မကြသေးဘူးဆိုပြီးတော့သိရပါတယ်အဲ့ဒီခါမှာကျွန်တော်တို့ဘယ်လိုပဲဖြစ်ပေါ့နော်ဘုရားသခင်ရဲ့ကျေးဇူးတော်ချီးမွမ်းစရာဖြစ်ပါတယ်ကျွန်တော်တို့ဒီနေ့ခွန်အားပေးချင်တာကတော့အမှုတော်အတွက်ကျွန်တော်တို့ဘုရားသခင်ရဲ့အမှုတော်အတွက်ကျွန်တော်တို့ထပ်ဆင့်ပြီးတော့တိဆောက်ခြင်းဆိုတဲ့အကြောင်းတရားအဖြစ်အနည်းငယ်ကျွန်တော်ခွန်အားပေးချင်ပါတယ်နော်ကောရိန္သုဩဝါဒစာအခန်းကြီး3နော်ငယ်30မှာပေါ်ပြတယ်လို့ပဲဘုရားသခင်ရဲ့ကျေးဇူးတော်ကိုခံရသည်နဲ့ညီလိမ္မာသောပိသုတာကဲ့သို့တိုက်မြစ်ကိုချပြီးဆိုပြီးတော့တမန်တော်ကြီးရှင်ပေါလုကကျွန်တော်တို့ကိုနှုတ်ဘတ်တော်အဖြစ်ပေါ်ပြပါတယ်ထို့တူပဲရှေ့မှာဟုတ်လားရခင်ရောက်ခဲ့ကြတဲ့လူတွေကနေပြီးတော့တိုက်မြစ်တွေကိုချခဲ့ကြတဲ့အခါမှာဒီမှာရှိကြတဲ့ဒီဘုံမနမယုံကြည်သူများတွေဟာဒီနေရာမှာကောင်းမွန်စွာနေထိုင်ရတယ်ကောင်းမွန်စွာဖြင့်ဘုရားကိုပြုရတယ်ဟုတ်လားဒီလိုတက်တိုက်ဝန်းဝန်းနဲ့ဟုတ်လားတွေ့ဆုံရတဲ့အခါဟာရှေ့ဟုတ်လားယုံကြည်သူများရဲ့ချခဲ့တဲ့တိုက်မြစ်ကြောင့်လည်းဖြစ်တယ်လို့ကျွန်တော်မြင်တယ်ပေါ့နော်အဲကြောင့်မလို့ဒီမှာရှိတဲ့ဒီကောင်မတွေကလည်းကျွန်တော်တို့ဆက်ပြီးတော့ဒီတိုင်းမြစ်ကဒီတိုင်းသွားလို့မရပါဘူးတမန်တော်ကြီးရှင်ဘောလူကဒီဟလာထပ်ဆင့်တိဆောက်ဖို့ဟလာကျွန်တော်တို့တွေကိုခွန်အားပေးတယ်ကောရိန္သုအသင်းတော်ကြီးကိုခွန်အားပေးတယ်လို့ဒီမှာရှိတဲ့ယုံကြည်သူတွေကိုလည်းကျွန်တော်တို့ဟလာရှိရလူတွေကတိဆောက်ခဲ့ကြပြီသူတို့ဒီနေရာကိုခက်ဟလာဘလို့ရောက်အောင်လာခဲ့ကြတယ်လေဘလို့တိဆောက်ခဲ့ကြတယ်လေဒါဒီမှာရှိတဲ့ယုံကြည်သူများကကျွန်တော်တို့လည်းပို့ပြီးတော့တည်မှာပါဒါကြောင့်မို့ဒီချခဲ့တဲ့ကျွန်တော်တို့တိုင်းမြင့်ရှေ့လူဟောင်းတွေလောက်ခဲ့တဲ့ဟလာပိတုကတိုင်းမြင့်ဘုရားသခင်ရဲ့ယုံကြည်ခြင်းတိုင်းမြင့်အသင်းတော်တိုင်းမြင့်စသဖြင့်အဲ့လိုတိုင်းမြင့်တွေကိုချခဲ့တဲ့အခါမှာကျွန်တော်တို့ဒီမှာရှိတဲ့ဒီမှာရှိတဲ့ညီကိုမတော်များယုံကြည်သူဆရာမများကလည်းထပ်ဆင့်ပြီးတော့ကျွန်တော်တို့တည်ဆောက်ကြရမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီမှာဟလာဂျပန်အသင်းတော်ခုနရောက်ခဲ့တဲ့ဆရာမကင်ဆန်ဆန်းအောင်ရဲ့ဂျပန်အသင်းတော်မှာကျွန်တော်တို့တဲတယ်ရောက်ခဲ့တဲ့အခါမှာဆိုလို့ရှိရင်တော့
ဂျပန်လူမျိုးများရဲ့ဟုတ်လားလာရောက်ပြီးတော့ဝတ်ပြုနိုင်တဲ့အင်အားဟာဆိုလို့ရှိရင်17ယောက်ပဲရှိတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့မြန်မာလူမျိုးတွေကဘုရားသခင်၌ဟုတ်လားဝတ်ပြုခြင်းကစိတ်အားကြီးတဲ့အခါမှာကြာလို့ရှိရင်တော့ဘုရားသခင်ရဲ့ကောင်းကြီးမင်္ဂလာများကျွန်တော်တို့ကိုဟုတ်လားထပ်ဆင့်ပြီးတော့ကျွန်တော်တို့ကောင်းကြီးတစ်ပါးနေကောင်းကြီးတစ်ပါးထပ်ဆင့်ပြီးတော့ကျွန်တော်တို့ပေးနေတယ်လို့ပဲကျွန်တော်တို့ရဲ့အသက်တာမှာလည်းကျွန်တော်တို့ရဲ့ဟလာလုပ်ရမယ့်လုပ်ငန်းတာဝန်တွေဟလာယုံကြည်ခြင်းဟလာမိမိရဲ့အသက်တာတည်ဆောက်ရမယ်လို့ရှိရင်မိမိရဲ့အိမ်နော်မိမိရဲ့အတင်းတော်ဟလာမိမိရဲ့ဟလာလူမျိုးအတွက်စသဖြင့်ကျွန်တော်တို့တွေဒီထပ်ဆင့်ပြီးတည်ဆောက်ဖို့လိုပါတယ်လို့ဒါကြောင့်မလို့တမန်တော်ရှင်ဘောလူကထပ်ပြီးတော့ဒီတည်ဆောက်တဲ့အခါမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့တွေကဘာတွေနဲ့တည်ဆောက်မလဲနော်30နှစ်မှာဆိုလို့ရှိရင်ထိုတိုင်းမြစ်ပေါ်၌ရွှေငွေကြောက်ကောင်းနဲ့တည်ဆောက်မလားတဲ့။တက်သားမြစ်တွေကောက်ရိုးနဲ့တည်ဆောက်မလားဆိုတော့ကျွန်တော်တို့ကိုထပ်ပြီးတော့ခေါ်အားပေးပါနော်။ဟုတ်လား။တက်သားမြစ်တွေလို့ကောက်ရိုးဆိုတော့ဒီမှာသိကြတဲ့အတိုင်းပဲဟုတ်လား။ရေရှည်မခံဘူးအကျမ်းမခံဘူးဟုတ်လားပြိုလဲသွားမယ်လောင်ကျွမ်းသွားမယ်အရာတွေပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းဟလာရွှေငွေကြောက်ကောင်းနေတဲ့တိဆောက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ဟလာယုံကြည်ခြင်းတိုင်းမြစ်ဟလာအတင်းတော်တိုင်းမြစ်တွေဟာခိုင်ခံ့မယ်ဟလာချားသူတွေအတွက်ဟလာအလင်းရောင်လို့ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်မလို့နောက်ဆုံးအနေနဲ့ပေါ်ပြချင်တာကတော့ကျွန်တော်တို့ဟလာဒီတိုင်းမြစ်ပေါ်မှာထပ်ဆင့်ပြီးတိဆောက်သောအချင်းသူရဲ့အလုပ်ကကျွန်တော်တို့ဒီမှာရှိတဲ့ယုံကြည်သူတိုင်းရဲ့အလုပ်ကတကယ်ပဲကျွန်တော်တို့ကမြဲမြံသွားတည်ဆောက်မယ်ဆိုလို့ရှိရင်ဘုရားသခင်ဟာကျွန်တော်တို့အတွက်ဟလာအကျိုးနော်အမြဲတမ်းဘုရားသခင်ဟာကောင်းကြီးဖို့တွေတုံးလောင်းရွာသွန်းပေးမှာပါဆိုတဲ့အကြောင်းကိုပဲအနေနဲ့ပေါ်အားပေးခြင်းပါတယ်ဘုရားသခင်အားလုံးကိုကောင်းကြီးပေးပါစေဆရာကြီးကိုဒီကျေးဇူးတင်ရှိပါကြောင်းပြန်ပြပါ